ကောင်းပြီဘုရုမကျင်းတတ်ထားတယ် ဟိုကျင်းတတ်ပါလေ ငါလှုပ်လိုက်လို့ငါသိပါမယ်နော် မကျင်းတတ်ဘူးဆိုတော့ ကျင်းတတ်ဘူး အဘိဓိပိဋကတွေမကျင်းတတ်တော့ ကျင်းတတ်တယ် ဆိုင်းဆရာတွေမကျင်းတတ်တော့ ကျင်းတတ်တယ် ဘာမှမကျင်းတတ်တော့ ဟာကိုစိတ်ရုပ် မင်းကော ခင်ဗျားကိုကျင်းတတ်တယ်ကျင်းတတ်တယ်ကွာကျင်းတတ်တယ် လက်ပါလေသုံးပါမင်းကဘလို့မကျင်းတတ်တော့ တန်တာလင်းကိုမကျင်းတတ်ဘူး ကိုနဲ့တော့ပါပဲမင်းကဘာလို့မကျင်းတတ်တော့ ကားပေါ်ကားပဲခုနတည်းကလေတခင်းဆိုတွေကပေါက်လန်းမတည့် ဘာလို့ အခက်ကျွန်တော်ကိုကြည့်ကြတယ်ကျွန်တော်သူ့ကိုမြစ်တာထားပြီးတော့ ဟမ် မြစ်တာတက်ဝေချစ်နေတဲ့မင်းကလေး ဟမ် ဘာလဲပဲသူကျွန်တော်ကိုလည်းစိမ့်ကတနက်နဲ့ပြစ်တယ် ဟာဟောနန်းနဲ့ပြည့်စုံ ပြစ်တယ်မယ်တနက်နဲ့ ဘယ်နန်းနဲ့ပြည့်စုံ အဲ့ဒီတနက်နဲ့ပြစ်တယ် မှန်ဟာကလေးတွေကစားတဲ့သနာကြီးမင်းသမီးကမင်းကြောက်မလားဟာကလေးတွေကစား သူ့ဘာနဲ့ကျိုးတော့ဖြည်းဖြည်းလို့ ဟောကလေးကစားတဲ့သနာလေးကမင်းကြောက် ကလေးကစားတဲ့တနက်ပြီးမယ်တနက်လေးကသိတယ်မဟုတ်ဘူးသူ့ဒီတနက်နဲ့6လမ်းပြီးသူ့ရှေးထိုးမလို့ ဟော ငါကအခုညီပေးပါ ဘာမကြီးอ่ะ တနက်ကဒီမှာကိုတနက်ဆိုတော့ဘာမှမမြင်ဘူး အေး အဲ့တနက်တန်လေးနဲ့တူတာလေးတစ်ခုလုပ်ပြီးအခုညီပေး ဩအကူကြီးပေးရမယ် အေး ဟုတ်ပြီမင်းကဘာပြောမှာလဲကောင်မလေးကို ။ကောင်မလေးကျွန်တော်ကတနတ်တန်ကြောင်းဟဲ့မော်လေးတန်လေးကငါချစ်တယ် အဲ ။သူကညင်းဆိုင်ဘာ ငါဘာလို့ အဲ့ဒါကြက်ပြီးတာအ ဟော ချောက် မင်း ကြား က လေး ဘာဆိုရင်ငါကြက်သေးတာ အဲငါနောက်လိုက်ခဲ့ အဲ သူကမလိုက်ဘူးမလိုက်ပြီးရော့ ကြက်သေးတာ အာရော့ဆိုကြည့်ပြီလေ ဩ တော့လည်းချတယ် မင်းကကိုလိုက်ခဲ့မလိုက်နိုင်ဘူးလား မလိုက်ရင်ဒုံ တို့ ဒါပဲ ဩဟုတ်ပြီခဏလို့ အဲ့လို ဟာသန္တာတန်နဲ့တူတာ ဒါပဲရှိတယ် ဟုတ်ပြီရပြီ ဟုတ်ပြီ တန်တဲ့တန်နဲ့တူရမဆိုးဘူး ငါမေးတတ်တယ်နော်ပြန်ပြောပါဦးပဲ ဟဲ့တန်တာလင်း အဲ နင်းကငါချစ်တယ်ကိုရှင်းအောင်မချစ်နိုင်ဘူးဘာအာ ဟော ပြည့်စည်တံ ဟောဘာဆိုရင်ကြက် ပြည့်စ သေး ည်တံ တာရော့ဆိုမှတို့ ဘာ ကြက်သေးတာ ငါနောက်ကိုလိုက်ခဲ့နှိုင်းနိုင်ဘူးဆိုရင်ရော့တို့အလေးကြီးလုပ်ပေးမယ်ခင်ဗျာကြီး ဟုတ်ပြီ ဟုတ်တယ်ခါလာ ကျွန်တော်ဘာလုပ်ရမှာ ဟင်းတန်တာလေးလုပ်ရမယ် တန်လာလေးလုပ်ရမယ် အေးဘယ်လေဒါတော့ တန်လာလေးလုပ်ဆို အဲ့ကတန်တာလေးတန်တရုပ်ဆောင်ပေးရမယ်ပြောတာလေ ဟင်းလေ ဘာလို့ဟိုထဲသွား ဝိစားပါငါ မလို့ရှိတာလေးနဲ့ပေါ်ပါလေးခြုံလိုက်ရပြီ ကျွန်တော်တန်လာလေးနဲ့တူ အမေနဲ့တန်တာလေးမော မျက်လုံးချင်းတူ မျက်လုံးကြီးရဲ့တန်တာလေးနဲ့သွားတူဟဲ့တန်တာလေးဘာလဲမင်းကိုငါချစ်တယ် ရှင်အောင်လည်းကျွန်မချစ်တယ် အာအဲ့ဒါလို့အစင်မပြေလို့ဘောဟာဒီပြဿနာအစင်မပြေလို့လို့ရတယ်ကိစ္စကိုမင်းလေမချစ်နိုင်ဘူးပြောရမယ် မဟုတ်ကျွန်တော်အညာလွယ်ချက်ချင်းချစ်တာနော် ဟာအညာမလွယ်နဲ့မင်းအညာလွယ်မှာ အဲ့ ငါ ဒါ ချ လေး စ် ကလည်းလို့ ဟဲ့တန်တာလေးဘာလဲမင်းကိုငါချစ်တယ် မချစ်ဘူး ဘာအာကျေပြီးတာ အဲကြက်သေးတာ မင်းကရှိတယ် မချစ်ဘူး ဘာ ကြက်သေးတာ မင်းကတော့လိုက်ခဲ့ လိုက်မယ် အာမလိုက်ဘူးမြင်ရမှာ လိုက်မယ်နေစရာမရှိဘူး အာနေကြမကြီးဆိုဘုန်းကြီးစာကကြောင်းနဲ့သွားနေကွာ ပူတယ် ပူတယ်မ ဘ နေ ယ်လိုပြောမလိုက်ဘူး မင်းကတော့လိုက်ခဲ့မလိုက်ဘူးပြော ဟဲ့ မင်းကတော့လိုက်ခဲ့ မလိုက်ဘူး မလိုက်ရော့အေ အာပေါက်သွားပြီ အဲ့ဒါငကိုပေါက် သူ့ကိုဘောက်ကိုလာပြီးပြဿနာရှာ ဟုတ်ပြီဘာမင်းငါချစ်တယ်ရှိလို့ကျွန်မမချစ်နိုင်ဘူးဘာကြက်သေးတာဟောမလေးမင်းပွဲပြီးရင်ငါနဲ့ကိုလိုက်ခဲ့ရှင်းတော့ကျွန်မမလိုက်နိုင်ဘူးမလိုက်နိုင်ရော့တို့ဘာဒါရော့တို့ လေ့ကျင့်တာ ဘာတို့ရော့တံ ဘာသာရော့တော့ ဘာဆိုရင်ကြက်သေးတာရော့ဆိုရင်တို့ဟုတ်ပြီငါမေးတတ်တယ် လေ့ကျင့် ဘာဆိုရင်ကြက်သေးတာရော့ဆိုရင်တို့ လေ့ကျင့်ပြီးအင်းဆောင်နော်အာတယ်ဦးလေဟုတ်တယ်ဦးလေ ဩမလားဟုတ်ဒီရလာစမ်းကြည့်တာပါ ဩဟောခင်ဗျားကလေအခုပေးလိုက်ရင်စမ်းတာများနော်စမ်းတော့လား ဟုတ်ပြီ ဟဲ့တန်တာလင်း ဟာကြက်သေးတာ လာပြီဟာဟုတ်မင်းမဟုတ်ဘူးကိုတန်တာလင်းအစ်စ်တန်တာလင်း ဘာလဲ မင်းကိုငါချစ်တယ် ချစ်နိုင် ဘာ
ဘာဖြစ်နေလဲ ဟာတော့မိကတော့ကျင့်နေ ကျင့်နေ အဲ တန်တန်လေးရောက်နေပြီဆေးရည်ဆိုခလေး6လောက်တော့ဝင်နေပြီ အမင်းလာနေ သားနေပြီ ဩ ဒီလိုပြောနေပြီဒီသားလေးနေပါလို့ကျေးဇူးတင် ဟာကျက်သေးတာ ကျေးဇူးကမသိဘူး ရော့ဆိုရင်တို့ တို့ကြည်ပြီးလေးပြလိုက် နောက်ပိုင်းငါအကဲခတ် အဲ့ကဲကဲ နော် အေး ဟာအမလေးမင်းပြောတယ်ငါအကဲခတ် ကျွန်တော်ခင်အကဲခတ် နော်ပြီ အဲ့ဘယ်လိုကဲခတ် တို့မင်းကနောက်ကအကဲခတ် ခင်ဗျစားလိငတ်လိပါလား မင်းကအကဲခတ်သလို ဘယ်လိုဖြစ်တာလို့ခင်ဗျလူပြောတော့ကဲခတ်တယ်ဆိုကြက်သိန်းအောင်ထားတယ်ခါကြည့်နေလုံးကြီးပါ ဆုံးမင်းပင်သေးကွက်ဝင်တယ်နော် မလေးသူ့ဖေကဲပြက်လူကြီးဖြစ် မ နေ င်း တာ ကအကဲခတ်သလိုနောက်ပိုင်းငါအကဲခတ် အဲ့လိုမဟုတ်ဘူးကျွန်တော်မျက်နှာကိုကြည့်ပါအဲ့ဒီဖေမကြည့်ပါနဲ့ ဩမျက်နှာကြည့် မျက်နှာကြည့် ဟုတ်ပြီ ဟဲ့တန်တာလင်းဒီမှာကလည်းလင်းဟာဒီမှာတန်တာလင်းအဲ့ဘာဖြစ်လဲ မင်းကမျက်နှာကြည့်ဆို ဟာမျက်နှာရိပ်မြင်တကယ်ပြောတာဗျာဘယ်တော့ခင်ဗျာဒီလိုမျက်နှာကြီးလာတာ ကို ကို ကြီးမင်းမျက်နှာကြည့်ဆိုငါမျက်နှာကြည့် မဟုတ်ဘူးနောက်ကနေပြီးတော့ခင်ဗျာမျက်နှာကြီးတကယ်ကြည့်အရေးကြီးကျွန်တော်အရေးချေကြည့် ဟုတ်ပြီအရေးကြီးရ အရေးကြီးဟာဟာဘာလို့ကြည့်နေလဲလားတို့ မင်းကအရေးကြီးဆို ဒီရိပ်မဟုတ်မျက်နှာရိပ်မြင်တကယ်ဒီကြအကဲခတ်ပါနောက်ကနေဖနှောင်းနေ ဩဖနောင်းနေ ဟုတ်တယ် ဟုတ်ပြီ ဟာအေးအာဒီပါပြီဟာ မင်းကဖနောင်းနေဆို ဖနှောင်းနေဆိုတော့နောက်ကနေကျွန်တော်လုပ်တဲ့ရိပ်ချေကြည့်ပြီးနောက်ကနေဖြစ်တန်တန်လင်း ဟေး ဒီကရှိတယ်မရှင်းနိုင်ဘူးဘာတော့ကျယ်ဒီတာမဲမှာဆိုဟာမကျယ်ဒီပြလိုက်မယ် ကျေသေးလေးကြိုင်ပြ ဟုတ်ပြီ ငါမေးလိုက်တယ် ဟု နော် တ်တယ်ဟာဟဲ့တော်တော်လေး ဟာလေ မင်းကချစ်တယ် ရှင်းနိုင်ဘူး ဟာ ဆိုင် ဟာကျယ်ဒီတာမှာဆိုချေချအေးကြီး ကျေသေးလားကျေသေးလား ဟဲ့တော်တော်လေး ဟာလေ မင်းကချစ်တယ် မရှင်းနိုင်ဘူး ဟာ ကျေသေးလား မင်းငန်းတော့လိုက်ခဲ့ မလိုက်နိုင်ဘူး ဟာလည်းရောဘယ်လိုဖြစ်တာတော့ပြည့်လေရောဆိုရင် ပြစ်တော့ပြစ်မယ်သူ့မျက်နှာလေးက